မင်္ဂလာပါကျွန်တော်တို့ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ကဘာပေါ်မှာလူတွေသိပ်ပြီးမလေးလာရသေးတဲ့အမောင်ဖုံးရနေတဲ့သမုဒ္ဒရာရဲ့အနက်ဆိုင်ဆုံးနေဟာ Mariana Trench ကအကြောင်းပဲဖြစ်ပါတယ်ဒီရေအောက်ချောင်းကြီးရဲ့အနှက်ကဘယ်လောက်တောင်နှက်တယ်လဲဆိုရင်ကဘာပေါ်ကအမြင့်ဆုံးတောင်ဖြစ်တဲ့ Everest တောင်ကိုပြောင်းမြန်လန်ဒီထိုးဆိုင်လိုက်ရင်တောင်အောက်ခြေအထိမရောက်နိုင်ပါဘူးEverest တောင်ကိုတောင်မှပရိစိန်မြေပုံလေးလိုဖြစ်သွားစေလောက်အောင်ကြီးမားကျယ်ပြန့်တဲ့ဘူမိရေရာဆိုင်ရာအင်္ဂါရပ်တစ်ခုပါပဲ။၎င်းရဲ့အနက်ဆုံးနေရာကို Challenger Deeps လို့ခေါ်ပြီးပေပေါင်း3639ပေမီတာ30.8မီတာနီးပါးနှက်ဆိုင်ပါတယ်။ဒီလိုနေရာမှာအသက်ရှင်ဖို့ဆိုတာမထင်နိုင်ဘူးလို့ထင်ရပေမဲ့ဒီအစွမ်းရပတ်ဝန်းကျင်မှာနေထိုင်ဖို့အတွက်အထူးခြားဆန်းစင်တဲ့စင်ကဲဖြောင်းလဲမှုတွေလှုပ်ဆောင်ထားတဲ့တတ္တဝါတွေရှိနေပါတယ်ဒီနေရာရဲ့အခြေအနေတွေကတော့ပေ3080မီတာ1000အောက်ရောက်ကနေနေအောင်ကြီးလုံးဝမရတော့ပါဘူးရေဖူချိန်ကရေခဲမက်အထက်နည်းနည်းပဲရှိပါတယ်ရေဖိအားကပင်လေရေမျက်နှာပြင်ဖိအားတက်အစ1000နီးမှပိုများပါတယ်ဒီဖိအားကတတ္တဝါတွေဒါမှမဟုတ်လူလုပစ္စည်းမှန်သမျှကိုခြေမွန်းပေးနိုင်ပါတယ်ဒီလိုမယုံနိုင်လောက်တဲ့ခက်ခဲတဲ့ပတ်ဝန်းကျင်မှာရှင်သန်နေတဲ့တတ္တဝါ10မျိုးတဲကအထူးခြားဆုံးတွေကိုကြည့်လိုက်အောင်နံပါတ်1ဒမ်ဘူရေပွဲဒမ်ဘူအောက်တိုပတ်စ်နာမည်နဲ့လိုက်အောင်ဒီရေပွဲဟာ Walt Disney ရဲ့ကာတွန်းထဲမှာဒမ်ဘူစင်လေးလိုနားရွပုံတံအဖူနှစ်ခုကိုသူ့ခေါင်းပေါ်မှာစောင့်ထားပါတယ်ဒီချစ်စရာကောင်းတဲ့တရဝါဟာအရွယ်အစား12လက်မခန့်30စင်တီမီတာခန့်ရှိပြီးသိပ္ပံပညာရှင်တွေတည်ထားသမျှထဲမှာအနက်ချင်းဆုံးနေထိုင်တဲ့ရေပွဲဖြစ်ပါတယ်။၎င်းတို့ဟာပေ9000နဲ့3000ကြား2980ခုနဲ့3962မီတာကြားမှာအိမ်လုံးနေထိုင်ကြပါတယ်။သူတို့ရဲ့ခေတံတွေ Tentacles တွေဟာပင်းကိုအိတ်လိုပုံတံမျိုးရွက်ထားပြီးထီးပုံစံမျိုးထည့်နေပါတယ်။သူတို့ရဲ့အထူးခြားချက်ကတော့တခြားရေပွဲတွေလိုမဟုတ်ပဲအစားအစာတွေကိုမချေပဲတကောင်လုံးမျိုးချလိုက်တာပဲဖြစ်ပါတယ်။နံပါတ်2ဘာရီအိုင်ဂါသမုဒ္ဒရာရဲ့အမောင်ဆုံးထဲမှာအလင်းရောင်ဟာအဖိုးတန်တဲ့အရာတစ်ခုဖြစ်ပါတယ်။ဒီဘာရီအိုင်ဂါဟာအလင်းရောင်အနှဲငယ်ကိုတောင်အခွင့်ကောင်းယူဖို့စင်ကဲပြောင်းလဲထားပါတယ်။သူတို့ဘလောက်ထူးခြားလဲဆိုရင်ဒီငါးမှာမြင်နိုင်တဲ့ကြီးလင်းနေတဲ့ဥကောင်းချပါတယ်။ဥကောင်းအတွင်းမှာတော့ခွက်ပုံစံမျက်လုံးအစုံရှိပြီးအများအားဖြင့်အပေါ်ကိုထောင်နေလေ့ရှိပါတယ်။ဒီလိုမျက်လုံးကသူတို့ရဲ့သားကောင်တွေရဲ့အရိပ်ကိုအပေါ်ကနေမြင်နိုင်စေပါတယ်။သူတို့ရဲ့ကြည်လင်နေတဲ့ဥကောင်းကအလင်းရောင်နန်းနန်းလေးကိုပုံမစူဆောင်းပေးနိုင်တယ်လို့သိပ္ပံပညာရှင်တွေကယူဆထားပါတယ်။နံပါတ်3 Deep Sea Dragonfish ဒါဘော်ရီပေါ်ကအန်ဒီရဲ့ကစ်မဲ့ပုံရရင်ဒီငကားငါးကတော့ကြောက်မဲ့ပေါ်ကောင်းတဲ့လှုပ်ချန်တက်ဖြတ်သူလိုပါနဲ့ကြီးမားတဲ့သွားတွေနဲ့ကြောက်စရာကောင်းတဲ့မျက်နှာရှိပါတယ်။သူတို့ဟာ6လက်မှ15စင်တီမီတာခန့်ရှည်ပြီးအခြေခွင်းမရှိပဲချောင်းမွေးတဲ့အရေခွင်းမျိုးရှိပါတယ်။၎င်းတို့ဟာအမောင်နဲ့အေးတဲ့ပေ900နဲ့6000ကြား273နဲ့1828မီတာကြားမှာနေထိုင်ကြပြီးခန္ဓာကိုယ်ထဲမှာဓာတုတက်ပြုမှုတွေကနေထူးဆန်းတဲ့အလင်းနှောင်းမှာထုတ်လွှတ်တဲ့ဇီဝအလင်းရောင်ကိုအသုံးပြုကြပါတယ်။သူတို့ဟာမေရော့အောက်ကနေမိသီးကိုအလင်းရောင်ရှိတဲ့အမွှေးတိုင်းကိုချိတ်ဆွဲထားပြီးဒါကိုအစားလို့ထင်ပြီးလာတဲ့တခြားငါးတွေကိုဖမ်းယူစားတော့ပါတယ်။နံပါတ်4 Sea Devil Anglerfishဒီငါးရဲ့နာမည်မှာမိတ်ဆာဆိုတဲ့အစကလုံးပါတာနဲ့တင်ကြောက်စရာကောင်းမှန်သိတာပါတယ်သူတို့ဟာပုံပြက်ပန်းပြက်ခန္ဓာကိုမုတ်ဆိတ်ရိတ်ထားလို့သွားတယ်နဲ့အေးစစ်စစ်အကြည့်တွေရှိပါတယ်သူတို့ဟာအစာကိုနောက်ကနေလိုက်ဖမ်းလိမရှိပဲနဖူးကနေထိုးထွန်နေတဲ့အလင်းရောင်ရှိအစာချိုင်ကိုတွဲလောင်းချပြီးတားခံကိုဆွဲဆောင်ပါတယ်သူတို့ရဲ့ပစက်ခါအလွန်အကြီးမားသွားကြောင်းသူတို့ထက်ပိုကြီးတဲ့တတ္တဝါတွေကိုတောင်မျိုးချနိုင်အားရှိပါတယ်ထူးဆန်းတဲ့မျိုးကွာမှုအမားတွေကအရှည်8လက်မှ20စင်တီမီတာအထိရှိနိုင်ပေမဲ့အထေးတွေက1လက်မှ1.5စင်တီမီတာလောက်ပဲရှိပါတယ်။အထေးတွေဟာအမားတွေနဲ့ခန္ဓာကိုယ်ချင်းပေါင်းဆက်သွားကြပါတယ်။ပေါင်းဆက်ပြီးတဲ့အခါအထေးရဲ့မျက်လုံးတွေစူးတောင်တွေနဲ့အတွင်းအင်္ဂါအချို့ဖျောက်ကွယ်သွားပြီးအခြေခံအားဖြင့်မျိုးဥတွေမြေးစော်စားပြုတ်လုပ်ဖို့အတွက်ထုပ်ပေါ်လောင်ကန်ဖတ်သွားပါတယ်။နံပါတ်5ဇွန်ဘီတန်ကောင်Osides ကောင် Zombie 1နောက်ဆုံးတစ်မျိုးကလို့ကြီးလိုက်ရင်ရုခဗေဒပင်လို့နူးညံ့တဲ့မွေးဖွားတွေနဲ့ Osides လို့ခေါ်တဲ့ Zombie တန်ကောင်ပေးပါသူတို့ကဝေလငါးတွေလို့ကပ္ပအကြီးဆုံးတတ္တဝါတွေရဲ့ကြောက်ဓမြမာကြောတဲ့အယိုးတွေကိုစားသုံးနိုင်ပါတယ်ဒီတန်ကောင်လေးဟာတည်နေတဲ့ဝေလငါးအယိုးတွေရဲ့အတွင်းပိုင်းကိုဝင်ရောက်ဖို့အတွက်အက်ဆစ်များကိုလျှို့ဝှက်ထုတ်လွှတ်ပါတယ်ပြီးရင်အယိုးရဲ့ပရိုတင်းနဲ့အဆီတွေလို
အာဟာရဖြစ်ပြောင်းလဲပေးဖို့အတွက်မိခိုးနေထိုင်တဲ့ဘက်တီးရီးယားများကိုအသုံးပြုပါတယ်။ဇိုမီတန်ကောင်အမတွေဟာ2လက်မ55စင်တီမီတာလောက်ထိကြီးခွားနိုင်ပြီးမြဲအထီးတွေကတော့အလွန်တဲငယ်သည့်အမခန္ဓာကိုယ်ပေါ်မှာမျိုးကွာဖို့အတွက်အထီးဥချိုတွေတစ်ခုကိုစုဆောင်းထားပါတယ်။နေကုန်းချုပ်အနေနဲ့မာရီယာနာထရန့်ချ်ဟာမြန်မာကန်ညန်ထက်9စာပိုရှည်ပြီးအများကြီးပေါ်နေတဲ့ကမ္ဘာမြင့်မြတ်နှစ်ဖြစ်မှရှိတဲ့ရေရောက်ချင်းကြီးဖြစ်ပါတယ်။ဒီပညာတွေပိုကောင်းလာလို့ဒီအနက်ဆိုင်ဆုံးနေရာတွေကိုစတင်လေ့လာနိုင်ပေမဲ့ဒီနေရာဟာကျွန်တော်တို့ရဲ့ကမ္ဘာပေါ်မှာလေ့လာဆုံးနေရာများထဲကတစ်ခုဖြစ်ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ဒီတတ္တဝါတွေဟာအလွန်မဲပြင်းထန်တဲ့ဖိအားတွေအပူချိန်တွေနဲ့အမှောင်လူချာမှာရှင်သန်နိုင်ဖို့ဘယ်လိုစူးစမ်းဆင့်ကဲပြောင်းလဲခဲ့ကြလဲဆိုတာကိုပြသနေပါတယ်။သမုဒ္ဒရာရဲ့အမောင်ဆုံးထောင်ဒီမှာဘယ်လိုအရာတွေပုံကွယ်သေးလဲဆိုတာကိုဇက်လက်လေးလာရက်နဲ့ဒီနေ့ဗီဒီယိုကိုဒီမှာပဲညီကုံချုပ်လိုက်ပါတယ်။နားဆင်ပေးလို့ကျေးဇူးတင်ပါတယ်။